ညနေတကောင်ကခေါ်တန်မိုးသေးထန်စွာရွာသွန်းနေတဲ့ညတညမှာကိုမင်းတယောက်နေမျိုးလေးတစ်မျိုးကဟိုတယ်ဟောင်းတစ်ခုမှာအလုပ်ကိစ္စနဲ့တညတည်းခိုဖို့ဖြစ်လာပါတယ်။ဟိုတယ်ကိုရောက်ကြတဲ့ကဝန်ထမ်းတွေရဲ့အကြည့်တွေကတမျိုးဖြစ်နေသလိုညဘက်ဆိုရင်အခန်းတကားကိုလုံအောင်ပိတ်ထားဖို့နဲ့အပြင်ကဘသူခေါ်ခေါ်ထူးမထွက်ဖို့သတိပေးချက်ကလည်းသူ့စိတ်ထဲမှာတခုခုလိုဖြစ်နေစေပါတယ်။အခန်းနံပါတ်404ရဲ့ကတင်ပေါ်မှာလှဲနေရင်ဖုန်းသုံးနေမိတဲ့ကိုမင်းဟာအခန်းထဲကလေအေးပေးဆက်တန်ကလွဲလို့ဘာတန်မှမရှိတဲ့ငြိမ်သက်မှုကိုခံစားနေရပါတယ်။အဲ့ဒီအချိန်မှာပဲအခန်းတကားကိုတောက်ဆိုပြီးခက်မှန်မှန်ခောက်တန်တစ်ခုကြားလိုက်ရပါတယ်။ကိုမင်းလက်ပတ်နာရီကိုကြည့်လိုက်တော့ညတကောင်12နာရီတိတိဘသူလဲပြလို့သူလမ်းမေးလိုက်ပေမဲ့အပြင်ကပြန်ထူးတန်မကြားရပါဘူးခဏအကြာမှာတော့တကားအပြင်ဘက်ကနေသူ့အမေရဲ့အတန်နဲ့သားတကားဖွင့်ပါဦးအမေအေးလာပြီဆိုတဲ့ခေါ်တန်ကိုကြားလိုက်ရပါတယ်ကိုမင်းအံ့ဩတုန်လှုပ်သွားပါတယ်သူ့မိကရန်ကုန်မှာကြံခဲ့တာဖြစ်တယ်လို့ဒီဟိုတယ်ကိုလာစရာအကြောင်းလဲလုံးဝမရှိပါဘူးတန်တရားစိတ်နဲ့တကားနာကိုတိုးကပ်သွားပြီးတကားကမှန်ပေါက်လေးကနေအပြင်ဘက်စင်ကြံလန်းကိုချောင်းကြည့်လိုက်ပါတယ်။အပြင်မှာမီးမိတ်တုံနဲ့ဘသူမှရှိမနေပါဘူး။ဒါပေမဲ့ခေါ်တန်ကတော့တကားနာကတင်ဆက်ကြားနေရတော့မှာပဲ။ဒါဘိုက်စာလို့တခုခုကြွေးပါအောင်တဲ့။အဲ့ဒီအတန်ကတဖြည်းဖြည်းနဲ့အကွဲလာပြီးလူတန်နဲ့တောင်မတူတော့ပဲအေးဆက်အတန်ကြီးအဖြစ်ပြောင်းလဲသွားပါတယ်ကိုမင်းကြောက်နဲ့နောက်ဆုတ်လိုက်တဲ့အချိန်မှာပဲအခန်းထဲကရေချိုးခန်းထဲကနေရေကျတန်ကိုရုတ်တရက်ကြားလိုက်ရပြန်ပါတယ်အထဲကိုလှမ်းကြည့်လိုက်တဲ့အခါရေချိုးခန်းမှန်ထဲမှာသူ့နောက်ကရက်မှာတင်ရက်နေတဲ့ဖြူဖြော့မိန်းမတစ်ယောက်ရဲ့ပုံရိပ်ကိုမြင်လိုက်ရပါတယ်အဲ့ဒီမိန်းမကသူ့အမေရဲ့အတန်အတိုင်းသားအမေကိုဘာလို့လှည့်မကြည့်တာလဲလို့သူ့နံရွက်နားလေးမှာတင်ကပ်ပြောလိုက်တဲ့အခါမှာတော့ကိုမင်းတယောက်ဘာလို့ရမှန်းမသိပဲတကိုယ်လုံးအေးဆက်တောင့်တင်းသွားပါတော့တယ်အပြင်ဘက်မှာတော့မိုးတွေကတဲထန်စွာရွာသွန်းနေစေဖြစ်ပြီးဟိုတယ်စင်းကြံလန်းတစ်လျှောက်မှာတော့ခေါ်တန်တွေကပဲ့တင်ထက်လို့နေပါတော့တယ်အားလုံးကြည့်ရှုခန်းစားနာဆင်ပေးလို့အထူးကျေးဇူးတင်ပါတယ်